နင်းနုရဲ့နဖူးပေါ်ကိုလက်စွပ်ကြီးထိလူနီးပါအချိန်မှာပဲဇလန်းရဲ့အလှည့်အပြောင်းကစတင်มาတော့တယ်ဇလန်းဒီကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel နဲ့ Facebook page ကို follow တို့မဟုတ် subscribe လုပ်ထားပေးခဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဥဖုံးရဲ့လက်စွပ်ကြီးနင်းနုရဲ့အသားကိုထိလိုက်တဲ့ခဏမှာပဲမောင်မောင်ရဲ့ခန္ဓာကိုယ်ကြီးစက်ခနဲ့တုံသွားပြီးနောက်ကိုလွင့်ဆင်သွားခဲ့တယ်နင်းနုရဲ့လေပင်မှာဆွဲထားတဲ့ဟောင်းနှွမ်းနေတဲ့စင်ဆွဲဖျားလိုပွားတော်လေးစီကနေစူးရှတဲ့အလင်းတန်းတစ်ခုထွက်ပေါ်လာလို့ပါပဲအဲ့ဒါဟာသူတို့ရဲ့အဘွားဖြစ်သူတေဂာနီးမှမှာချခဲ့တဲ့အမွေအနှစ်တစ်ခုပါဘယ်တော့မှချွတ်မထားနဲ့ဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကိုနင်းနုအခုမှနားလည်သွားတော့တယ်နင်းနုအကိုကိုလွတ်ပေးစမ်းရှင်ဟာလူရုပ်မာကြီးဥဖုံးပဲနင်းနုဟာအကြောက်တရားတွေကိုဘေးဖယ်ပြီးအဘွားတေတပေးရဲ့ကားထားကိုအတန်ကုန်ရွတ်ဖက်လိုက်တယ်အဲ့ဒီအချိန်မှာပဲအင်ကြီးတွေကဝိညာဉ်တွေအားလုံးယုံနန်းဆန့်ခတ်ဖြစ်ကုန်တယ်။ဝါရောက်ပြီးမိမင်းလာပြီးသူတို့အားလုံးမြေပြင်ပေါ်မှာလဲကျကုန်ကြတယ်။မောင်မောင်ရဲ့ကိုယ်တွေကဥဖုံးရဲ့ဝိညာဉ်ဟာအသိယုံကန်တယ်။လက်စွပ်ကြီးကမောင်မောင်လက်ကနေကျွတ်ထွက်ဖို့ကြိုးစားရင်အသားတွေကိုစုပ်ထဲပြင်တယ်။နင်းနုဟာအားတင်းပြီးအကိုလက်ကိုဆွဲလိုက်တယ်။အဲ့ဒီအချိန်မှာပဲအင်ကြီးရဲ့အောက်ထက်ကနေမီးတွေစတင်လောင်ကျွမ်းလာတယ်။ဒီတစ်ခေါက်မီးကတော့တာမန်မီးမဟုတ်ပဲအပြာရောင်တောက်နေတဲ့ငရဲမီးတွေပါအင်ကြီးထဲမှာပိတ်မိနေတဲ့မတရားတည်ဆုံးခဲ့ရသူတွေရဲ့ဝိညာဉ်တွေကဥဖုံးကိုဝိုင်းဝန်းဆွဲလာရန်လာလုပ်နေကြတယ်။ဥဖုံးမဖြစ်နိုင်ဘူး။ငါရဲ့အတ္တတငါရဲ့အင်ကြီးနင်းနုဟာတတိလစ်နေတဲ့မောင်မောင်ကိုအားကုန်ဆွဲပြီးမိတောက်တွေကြားထဲကနေအပြင်ကိုပြေးထွက်ခဲ့တယ်။သူမနောက်လက်ကြည့်လိုက်တဲ့အချိန်မှာတော့အင်ကြီးဟာပြိုကျပစ္စည်းသွားပြီးဥဖုံးရဲ့ဝိညာဉ်ဟာလက်စွပ်ကြီးနဲ့အတူမြေအောက်ထဲကိုနှိမ့်မြုပ်သွားလာကိုမြင်လိုက်ရတယ်။နေအောင်ကြီးပြန်လဲထွက်ပေါ်လာတဲ့အခါမှာတော့ကုန်းတာရွာလေးဟာအရင်လိုမောင်မော့မနေတော့ပါဘူး။အင်ကြီးရှိခဲ့တဲ့နေရာမှာတော့ပြာပုံတွေဒါကြံရစ်ခဲ့တယ်။မောင်မော့ပြန်လဲတတိယလာတဲ့အခါသူ့ရဲ့လက်တကြွယ်မှာလက်စွပ်မရှိတော့ပါဘူး။ဒါပေမဲ့အဲ့ဒီနေရာမှာစဝိုင်းပုံစံအမာရွက်ကြီးတစ်ခုကတော့ထာဝရကြံရစ်နေခဲ့တယ်။နင်းနုနဲ့မောင်မောင်တို့ရွာကနေထွက်ခွာလာတဲ့အချိန်မှာရွာသားတွေကမျက်ရည်တွေနဲ့လိုက်လံနှုတ်ဆက်ကြတယ်။သူတို့အားလုံးဟာအမောင်တို့ထဲကနေလွတ်မြောက်သွားကြပြီ။ဒါပေမဲ့ဇလန်းကတကယ်ပဲပြီးသွားပြီလား။မြို့ကိုပြန်ရောက်ပြီးလပေါင်းများစွာကြာတဲ့အခါမောင်မောင်ဟာတညမှာအိမ်မက်ထဲကအတန်တစ်ခုကြောင့်လန့်လို့လာတယ်။သူ့ရဲ့အမားရွက်ကိုကြည့်လိုက်တဲ့အခါအမားရွက်ထဲကနေတေးသေးလေးလက်စွပ်ပုံစံအဖူလေးတစ်ခုပြန်လဲထွက်ပေါ်လာနေတာကိုတွေ့လိုက်ရတယ်။ကျိန်စာဆိုတာအမြင့်ပြတ်ဖို့ခက်ရမ်းတတ်ပါတယ်။အထူးသဖြင့်ရွာလူကြီးရဲ့အိမ်ကကျိန်စာမျိုးပါ။ပရိသတ်ကြီးအတွက်မိခွန်းတစ်ခုမောင်မောင်ရဲ့အမားရွက်ထဲကပြန်ပေါ်လာတဲ့လက်စွပ်ကဘားကိုဆိုလိုတာလဲ။နောက်ထပ်စီဇန်2မှာမောင်မောင်ဟာဥဖုံးအဖြစ်ပြန်ပြောင်းသွားမလား။အောက်မှာအမြင်လေးတွေကိုမှန်ထားပေးပါနော်။ဒီလိုဇာတ်လမ်းတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel နဲ့ Facebook page ကို follow တော့မဟုတ် subscribe လုပ်ထားပေးခဲ့ပါကျေးဇူးအများကြီးတင်ပါတယ်